ရှင်ဟန်ကြအလုပ်တရက်လောက်ဖွင့်လိုက်ပါ မရဘူးဒီကဘာလောက်ကခွင့်ယူပြုတ်လိမ့်မယ် အဲ့ဆိုပြရမယ်ဒီအမေကရွာပြန်တော့မယ်ပြောလို့ရှင်မဟန်ကြကားဝင်လိုက်ပို့ခိုင်းပြီရှင်ဒူဖုံးစံ အလုပ်ကိုခွင့်ယူမလို့လေ ရှင်ပြောခွင့်ယူလို့မရဘူးသော အလုပ်ကပြုတ်ရင်နောက်တစ်ခုရှာလို့ရတယ်ဒီလိုခွင့်ရဆိုတာနှစ်ခါမရဘူးသိလား ခက်က ရမယ် မအေးလုံး အမမှာရေးစားရှိလား ရှိလို့ရှင်တရားမထားခိုင်းလို့ ဩအိမ်ကအဖေတို့အမေတို့ကမထားခိုင်းတာလား ကြောက်ကြကိုဘယ်လက်တိုင်းတရောက်တော့မှချစ်ကိုလက်ဆောင်ဝယ်ပေးနော် အလုပ်ကန်ရမကောင်းနိုင်ငံရေးရမကောင်းပါဘူးလက်ဆောင်တော့မရဘူးလက်ပြုတ်ပဲရမယ် ဟဲကိုအချစ်လို့ကျင်တာကိုကြိုတိနေတယ် ဒီမှာရှင်တော့လူကြီး ဘာလို့မင်းကလေးရဲ့ ဟောရှင်ကျမကိုတကယ်ချစ်ရလား ချစ်တာပေါ့မင်းကလေးရဲ့တိတ်ချစ်တာပေါ့ကိုယ့်ရင်ထဲမှာမင်းကလေးမှမင်းကလေးမင်းကလေးကလွယ်လို့ကို့အသေးမှလေအချစ်ဆိုတာမရှိပါဘူးကွယ်မရှိပါ အော်ဟလာအေး နင်းလဲရွဲနေပါပြီဈေးမရတော့ငါအသိခံပြီးပေါင်းနေတဲ့ဟာဘာကြီးကျယ်နေရ မ လဲ လေးတိုက်စို့ငါရက်ကွက်တစ်ပတ်ထွက်လာရမှာ မလုပ်ပါနဲ့နော်ဒါလေးတော့ချမ်းသာပြီပါ